ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာဘိုးဘွားများကို6 ချိန်မြောက်ကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းနဲ့နိုင်ငံဝန်ထမ်းဟောင်းများမြို့ပြအသင်းဝင်များကိုတတိယကြိမ်ကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းစေဝါကုသိုလ်ပြုလှူဒါန်းခြင်းအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကဝမ်ကောင်းရပ်ကွက်ရှိဘိုးဘွားရိပ်သာခမ်းမမှာကျင်းပပါတယ်ပထမဦးစွာမြန်မာထိုင်းလာအို၃နိုင်ငံနေခြားကော်မတီဆက်ဆံရေးတာဝန်ခံ UBL BLF Company Managing Director နိုင်ငံတော်လူမှုထူးချွန်တတိယအဆင့်ပြည်နယ်လူမှုထူးချွန်ပထမအဆင့်ဥပိုလ်လေးကဘိုးဘွားများရဲ့ကျန်းမာရေးကောင်းမွန်စေရေးယောဂများကိုကြိုတင်စစ်ဆေးပြီးအချိန်မီကုသနိုင်ရေးနိုင်ငံဝန်ထမ်းဟောင်းများရဲ့လူမှုဘဝဖူလုံစေရေးနဲ့လူသားချင်းစာနာထောက်ထားမှုစိတ်သက်ဖြင့်ကိုညီဆောင်ရှောက်ပေးခြင်းစေဝါကုသိုလ်ပြုလှူဒါန်းရခြင်းရဲ့ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပါတယ်။အိမ်နောက်တာချီလိတ်မြို့မှာဒေသခံစေတနာရှင်ဆရာဝန်များနဲ့ကျန်းမာရေးဝန်ထမ်းများကဘိုးဘွား25ဦးနဲ့နိုင်ငံဝန်ထမ်းဟောင်းမြို့ပြအသင်းတာချီလိတ်မှာအသင်းဝင်18ဦးတို့ကိုသွေးပေါင်ချိန်တိုင်းတာပေးခြင်းစီးကျူသွေးကျူစစ်ဆေးပေးခြင်းလိုအပ်တဲ့ဆေးဝါးများနဲ့ကျန်းမာရေးစောင့်ရှောက်မှုများကိုပြုလုပ်ဆောင်ရွက်ပေးကြပါတယ်။အိမ်နောက်ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကဘိုးဘွားများကိုကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းနဲ့စေဝါကုသိုလ်ပြုလှူဒါန်းခြင်းအတွက်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာနိုင်ငံတော်လူမှုထူးချွန်တတိယအဆင့်ပြည်နယ်လူမှုထူးချွန်ပထမအဆင့်ဥပိုလ်လေးကလက်ခံရယူခဲ့တယ်လို့သတင်းရရှိပါရရှင်။